ရိုနယ်ဒိုပေါ်လေးစားမှုမရှိခဲ့တာကြောင့်ဝေဖန်ခံနေရတဲ့ရာမင်ဘာဆာစတာပိုင်းလေးရာမင်အောင်ပေါ်တူဂီရှုံးတင်ခဲ့တဲ့ Nation League Final ပြီးစဝေးပွဲအခမ်းအနားမှာပေါ်တူဂီတိုင်းစစ်မှုရိုနယ်ဒိုပေါ်မလေးစားတဲ့ပြုမှုတစ်ခုပြုလုပ်ခဲ့တာကြောင့်ဝေဖန်ခံနေရပါတယ်။ပေါ်တူဂီကစပိန်ကိုပရန်တီဆုံးဖြတ်တဲ့နိုင်ရရှိခဲ့ပြီးတဲ့နောက် Nation League ဖလားကိုဒုတိယအကြိမ်မြောက်ကင်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးစဝေးပွဲအခမ်းအနားမှာပေါ်တူဂီစားသမားတွေဟာဒုတိယဆုရတဲ့စပိန်ကိုချီးကျူးဂုဏ်ပြုဖို့အတွက်စဝေးပွဲဆင်မြင့်သွားရလမ်းမှာစောင့်ဆိုင်းနေခဲ့ကြပါတယ်။အဲဒီအချိန်မှာရာမင်ဟာကိုဂျီရိုနယ်ဒိုကလက်ဆွဲနှုတ်ဆက်ဖို့ကမ်းလှမ်းနေတာကိုမတိကျအောင်ဆောင်ပြီးတော့ဆက်သွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရာမင်အောင်ပေါ်တူဂီဖလားအောင်ပွဲခမ်းနားမှာလည်းလက်ခုပ်တော်မတီးနိုင်ဘဲနဲ့အဝေးလန်းကန်းတွေကိုတန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုကြောင့်ရာမင်ဟာအားကစားစိတ်ဓာတ်မရှိဘူး။စီနီယာပေါ်မှာလေးစားမှုရှိဘူးဆိုပြီးတော့ပရိသတ်တချို့ရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ပရိသတ်တွေကဆိုရင်ရာမင်ကဘာဖြစ်နေရလဲ။သူ့အနေနဲ့အားကစားစိတ်ဓာတ်အပြည့်ရှိတဲ့နဲ့ရင်းချက်မှုရှိတဲ့နဲ့ဂုတ်ကြီးပေါ်မှာလေးစားမှုရှိတဲ့နဲ့ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။အခြားပရိသတ်တွေကလည်းရာမင်စိတ်ကိုနားလည်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့အားကစားစိတ်ဓာတ်ပြေဝမှုရှိရပါမယ်။စီနီယာတယောက်ကလက်ကမ်းပေးတာကိုသူ့အနေနဲ့မသိကြအောင်ဆောင်သွားလို့မရပါဘူးဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ရာမင်ဟာစပိန်တင်းကိုရှုံးနေပြီး Nation League ဖလားကိုစကူးနိုင်ခြင်းမရှိခဲ့ပေမဲ့လည်းဘောလုံးဒီအောက်စုအတွက်ရေပန်းစားတဲ့နေရာမှာတော့ထိတ်ဆုံးကနေရပ်တည်နေဆဲဖြစ်ပါတယ်။